ဒုတိယအုပ်စုကတော့အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေပါသူတို့ကတော့ခန္ဓာကိုယ်ထဲကအဆီဆဲတွေနဲ့အသည်းထဲမှာတိမ်းထားလို့ရပါတယ်ဗီတာမင် A ကမျက်စိအားကောင်းစေပါတယ်ဗီတာမင် D ကိုနေရောင်ခြည်ကနေရပြီးရိုးကျန်းမာရေးအတွက်ပါဗီတာမင် E ကဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးတဲ့ antioxidant ပါဗီတာမင် K ကဒဏ်ရာရတဲ့အခါသွေးတိတ်စေဖို့ကူညီပေးပါတယ်ဒီဗီတာမင်တွေကိုအလွန်အကျွံတောက်မိရင်အသည်းမှာစုပုံလာပြီးအဆိပ်တောက်ဖြစ်စေနိုင်တာကြောင့်ဆရာဝန်ညွှန်ကြားချက်မပါဘဲအကြာကြီးမတောက်သင့်ပါဘူးခင်ဗျာဗီတာမင်တွေမကပဲသတ္တုဓာတ်တွေကလည်းအရေးကြီးပါတယ်တန်ဓာတ်ကသွေးနီဦးထဲမှာအောက်ဆီဂျင်တည်ဖို့လိုပါတယ်ကယ်လ်ဆီယမ်ကအယိုးနဲ့သွားတွေအတွက်တင်မကပဲနှလုံးခုန်ဖို့အတွက်ပါလိုအပ်ပါတယ်မက်ဂနီဆီယမ်ကကြွက်သားတွေပြေလျှော့ဖို့နဲ့အိပ်စက်ခြင်းကိုကူညီပေးပါတယ်ဇင်းကဒဏ်ရာတွေမြင်မြန်ကျက်စေပြီးခုခံအားကိုမြင့်တင်ပေးပါတယ်ခင်ဗျာဗီတာမင် A ဟာအဆီမှာပျော်ဝင်တဲ့ဗီတာမင် Phospholipid အမျိုးအစားဖြစ်လို့ခန္ဓာကိုယ်ထဲကအဆီဆဲတွေနဲ့အသည်းထဲမှာတင်စီထားနိုင်ပါတယ်ဗီတာမင် A ဆိုတာမျက်စိအားကောင်းဖို့နဲ့ကိုယ်ခံအားစနစ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်ပဲဖြစ်ပါတယ်ဆေးပညာမှာသူ့ကိုတိရစ္ဆာန်ထွက်ပစ္စည်းမှရသော retinoids နဲ့ carotenoids အပင်မှရသောဆိုပြီးနှစ်မျိုးတွေ့ရပါတယ်ဗီတာမင် A ဟာကျွန်တော်တို့ရဲ့အမြင်အာရုံကိုထိမ့်သိမ့်ပေးုံတင်မကပဲဆဲလ်တွေကြီးထွားဖို့အတွက်လည်းအဓိကတာဝန်ယူထားပါတယ်ဗီတာမင် A ကဘာတွေလုပ်ပေးလဲဆိုရင်အမြင်အာရုံ eyesight ဆိုတဲ့အလင်းရောင်နေတဲ့အချိန်မှာကြည့်နိုင်ဖို့အတွက်မျက်စိထဲက rhodopsin လို့ခေါ်တဲ့ပရိုတင်းဓာတ်ကိုတိစောက်ပေးပါတယ်ကိုယ်ခံအားစနစ် immune system မှာဆိုရင်ခန္ဓာကိုယ်ရဲ့ပထမဆုံးခံစစ်ဖြစ်တဲ့အသားအရည်အဆုပ်နဲ့ဦးလန်းကြောင်းကအချွဲမြေး mucous membranes တွေကိုကျန်းမာအောင်ထိမ့်သိမ့်ပေးလို့ယောဂပိုးတွေအလွယ်တကူမဝင်နိုင်ပါဘူးအသားအရည်ကျန်းမာရေးမှာဆိုရင်လည်းဝက်ချံတွေကိုတက်တာစေပြီးဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတဲ့အတွက် skin care ပစ္စည်းတွေမှာ retinol အနေနဲ့အသုံးများပါတယ်ဘယ်အစားအစာတွေကနေရနိုင်မလဲဆိုရင်ဗီတာမင် A ကိုအဓိကရနိုင်တဲ့အရင်းမြစ်နှစ်ခုရှိပါတယ်။တိရစ္ဆာန်ထွက်ပစ္စည်းများမှာတော့အသည်းငါးကြီးစီကြက်ဥအနှစ်နဲ့နှုတ်ထွက်ပစ္စည်းတွေကရနိုင်ပါတယ်။အပင်ထွက်ပစ္စည်းမှာတော့လိမ္မော်ရောင်နဲ့အဝါရောင်ရှိတဲ့အသီးနှံတွေဖြစ်တဲ့မုံလာဥနီကစွန်းဥတင်မောသီးနဲ့အစိမ်းဟင်းရောင်ရှိတဲ့ဟင်းနုနယ်တို့ဖြစ်ပါတယ်။သတိထားရမှာကအပင်ကရတဲ့ beta carotene ကိုခန္ဓာကိုယ်ကဗီတာမင် A ဖြစ်ပြောင်းလဲဖို့အတွက်အဆီဓာတ်အနည်းငယ်လိုအပ်ပါတယ်။ဗီတာမင် A ချို့တဲ့ရင်ဘာဖြစ်မလဲဆိုရင်deficiency ဆိုတဲ့အဖြစ်အများဆုံးကြက်မြက်တင်ယောဂလို့ခေါ်တဲ့ night blindness ပါညဘက်ဒါမှမဟုတ်အလင်းရောင်နေတဲ့နေရာမှာလုံးဝမမြင်ရတာမျိုးပါပိုဆိုးလာရင်မျက်လုံးခြောက်ကပ်ပြီး ophthalmia လို့ခေါ်တဲ့မျက်စိကွယ်တဲ့အထိဖြစ်နိုင်ပါတယ်ဒါအပြင်ကိုယ်ခံအားကျလို့ခဏခဏဖျားနာတာအသားအရည်အရမ်းခြောက်တာတွေလည်းဖြစ်တတ်ပါတယ်အလွန်ကြုံတောက်မိရင်ဖြစ်နေတဲ့အန္တရာယ်တွေကတော့ဗီတာမင် A ဟာအဆီမှာပျော်ဝင်လို့အသည်းမှာစုနေတတ်ပါတယ်ဒါကြောင့်အားဆေးတွေကိုအလွန်ကျွံတောက်ရင်အသည်းပျက်စီးတာအယိုးအားနေတာနဲ့ကိုယ်ဝန်ဆောင်တွေမှာတရေသားပုံပြတ်တာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်အစားအသောက်ကနေတဘာဝအတိုင်းရအောင်ယူတာအကောင်းဆုံးပါပဲလို့တိုက်တွန်းချင်ပါတယ်ဗီတာမင် A ဟာဆဲလ်တွေရဲ့ကွဲပြားခြားနားခြင်း cell differentiation မှာပါဝင်တာကိုလည်းမှတ်သားထားပေးပါဒါဟာတရေသားကြီးထွားမှုအတွက်အရန်ရေးကြီးတဲ့အချက်ဖြစ်လို့ပါခင်ဗျာ